ဘယ်ချိန်ပဲဖြစ်ဖြစ်တရားအတိလေးနဲ့နေဘယ်ချိန်လေးမှာပဲဖြစ်ဖြစ်ဘယ်နေရာလေးမှာပဲဖြစ်ဖြစ်ဘယ်လိုအနေအထားမျိုးလေးမှာပဲဖြစ်ဖြစ်တတိလေးနဲ့နေဘာလို့ဆိုအခြေအနေတိုင်းမှာအချိန်ခါတိုင်းမှာအခွင့်အလမ်းဆိုတာရောက်လာတတ်တယ်ပေါ့နော်ရှင်အနန္ဒာယန္တာဖြစ်သွားတာဘယ်အနေအထားလေးမှာယန္တာဖြစ်သွားတယ်လို့ကြားဘူးတော့နော်တော့ဣရိယာပုတ်၄ပါးလွတ်ပြီးတော့ယန္တာဖြစ်တယ်လို့ဒီလိုမှတ်တမ်းတင်ကြတာဟုတ်လားမနေ့ပြန်မှာတန်ခါနာတင်ပွဲကြီးရလဲကျင်းပတော့မယ်ယန္တာမဖြစ်သေးတာဆိုလို့လည်းသူတစ်ပါးပဲရှိတော့တယ်တချို့ကလည်းကဲ့ရဲ့နေကြပြီအညီတောင်မကင်းတဲ့ယဟန်တစ်ပါးပါနေတယ်သူ့ကိုရည်ရွယ်ပြီးတော့ဖြောနေတာကျန်တဲ့ယဟန်တွေအကုန်လုံးကယဟန်တာတွေဒါပေမဲ့ तू မပါလို့လည်းတန်ခါနာတင်ပွဲရမပြီးဘူး तू ကပဲပိဋကသုံးဖို့ကျွမ်းကျင်စွာစောင်းထားတာအဲ့တော့သူ့မှာယဟန်တာဖြစ်ဖို့အတွက်ဘုလိုဘုံတို့အရက်စကားလေးနဲ့နားလည်အောင်ပြောရင်နည်းနည်းလောနေတယ်ပေါ့နော်ယဟန်တာဖြစ်မှဖြစ်မယ်ဟုတ်လားအဲ့ဒီအတွေးနဲ့ तू ဟာအလွန်ထက်ထက်တန်တန်လုံလဝရိယပြင်းပြင်းထန်ထန်ကြိုးစားတယ်မအိမ်မနေကိုကြိုးစားတယ်ဟုတ်လားအဲ့တော့ဝရိယနည်းနည်းလွန်နေတဲ့အတွက်ကြောင့်အခြေအနေအကြောင်းအရာအရရကနော်အရန်တဲ့အနေအထားကိုဖြစ်မနေဘူးလို့ဒါဘုံကတော့တွေးကြည့်တာပေါ့နော်အမဝင်ခွင့်မကြလေးနည်းနည်းဖြစ်နေတဲ့သဘောပေါ့နော်ဒါကိုမိတဲ့လောက်ညံလေးနဲ့တွေးကြည့်တာပေါ့လေဟုတ်လားအဲ့ဒီချိန်မှာ तू အလွန်ပင်ပန်းတဲ့အခါကျတော့ဩငါနည်းနည်းတော့နာအောင်မှဖြစ်ပြီအများကြီးကြိုးစားတာနားလိုက်ဦးမယ်စိတ်ကိုမလှုပ်လိုက်မယ်ထင်တော့လျှော့လိုက်မယ်ပေါ့နော်လက္ခဏာလောက်နားအောင်မယ်ဆိုတော့ညောင်ဆောင်ပေါ်မှာတင်မလွဲလေးထိုင်ပြီးတော့နော်ခေါင်းပေါ်မှာခေါင်းလှဲခေါင်းချဆိုတော့လှဲလိုက်တဲ့အချိန်မှာခြေထောက်ကလည်းအကျွမ်းရတယ်ခေါင်းကလည်းပဲအဲ့ဒီခေါင်းပေါ်ကိုမရောက်သေးခင်တစောင်းအနေအထားလေးမှာပဲယန္တာဖြစ်တယ်တဲ့ဟုတ်လားဒီ message ကြားတယ်ဆိုတော့ဘာမှအချိန်ကာလကြာတာမှမဟုတ်တာပေါ့နော်လက်ဖြစ်တဲ့အတွက်အတွင်းမှာ तू ကဖြစ်သွားနိုင်တဲ့ကိစ္စဟုတ်လားဒါပေမဲ့အဲ့ဒီအခြေအနေမှာအဲ့ဒီလိုလေးဖြစ်ဖို့အတွက်ရှိကာလတစ်လျှောက်လုံးကမလုပ်ခဲ့ရတော့ကြိုးစားခဲ့ကြရတယ်ဒါကိုမြင်ဖို့တော့လို့ဟုတ်လားတကယ်အမကန်ရှိတဲ့အောင်မြင်မှုကြီးကိုရသွားတဲ့အချိန်ကာလကတော့ဘာမှမကြောက်အဲ့တော့ပြောရင်တာကအချိန်တိုင်းမှာနေရာတိုင်းမှာနော်အနေထားတိုင်းမှာတန်ဖိုးရှိနေတာတွေကိုကိုယ်ဟာယူမယ်ဆိုရင်ရနိုင်တယ်ဆိုတာကိုပြောတာဟုတ်လားဒီတဘာဝလေးအခုသူဘာလို့ရင်းနဲ့အသိဉာဏ်ကနော်မြင့်မြင့်သွားတဲ့သဘောကိုရောက်သွားတယ်လေခြေဆေးရင်းနဲ့ရောက်သွားတာနော်ကိုခဏကိုရဲ့ဝေယဝိစာကိုလှုပ်ရင်းနဲ့အသိဉာဏ်ကအဲ့လိုမျိုးတိုးတက်သွားတာအဲ့ဒီလိုတိုးတက်တာကိုသိလို့လဲမြတ်စွာဘုရားလာပြီးတော့ခါထာကိုဟောတာမြတ်စွာဘုရားဟောတဲ့အတွက်ကြောင့်ကြီးတက်တက်ရဟန္တာဖြစ်သွားတာမဟုတ်ဘူးနော်သူရှေ့ကသူ့ရဲ့အည်အသွေးတွေကိုအများကြီးမြင့်ထားတဲ့အပိုင်းကိုမြင်အောင်ကြည့်ဖို့တော့မလိုဘူးလားကိုယ့်ဘက်ကရောမြတ်စွာဘုရားဘက်ကရောအကုန်လုံးအကြောင်းတရားတွေပြည့်စုံသွားတဲ့အချိန်မှာနော်အလုံးမမြတ်တဲ့အကျိုးရလဒ်တစ်ခုဟာပြီးစီးသွားတဲ့သဘောလို့ဆိုနိုင်မို့လားဆိုနိုင်တယ်ဟုတ်လားဒါပဒါစာတွေကိုအကြောင်းပြုပြီးတော့ဟောခဲ့တဲ့ဂါထာလေးတွေဘုံဘုံကပြောပြတယ်နော်